ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ထမင်းစားလို့ကောင်းပြီထမင်းမိတ်စီမယ်နော်ဒါသတော်ရွာဟင်းကြိုလေးနဲ့ငါးသားလေးအိုးကတ်ချက်နီးလေးကိုနော်ကျွန်တော်မျှဝေလိုက်ပါတယ်နော်အားလုံးပဲကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ရအောင်နော်အရင်ဆုံးငါးသားလေးကိုစနစ်မောက်နော်စားခြုံမောက်ထည့်ပြီးတော့ကျွန်တော်တို့နေထားပြလိုက်မှာပေါ့နော်နှက်ဆက်သွားအောင်နေပြီးရလို့ရှိရင်ကျွန်တော်နည်းနည်းတိတ်ထားလိုက်မှာပေါ့နော်ခြုံမောက်စားလေးဝင်သွားပြီးလို့ရှိရင်ကျွန်တော်တို့ကကြက်သွန်နီကြက်သွန်ဖြူချင်းပြီးလို့ရှိရင်အစိမ်းမောက်နည်းနည်းထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ကထောင်းထားပြလိုက်မှာပေါ့နော်ကဲအားလုံးညက်သွားပြီဆိုကျွန်တော်တို့ကတဲဦးတဲ့နော်စီလေးအနှဲငယ်ထည့်မယ်ပေါ့နော်ပြီးလို့ရှိရင်စနစ်မောက်တွေထည့်မယ်ကဲစီလေးစုလာပြီဆိုခုနထောင်းထားတဲ့ကြက်သွန်နီကြက်သွန်ဖြူလေးကိုနော်စီချက်တက်လိုက်မှာပေါ့နော်ဟုတ်ကဲ့ဒီနေရာမှာစိတ်စစ်စီလေးနဲ့နော်မီးနည်းနည်းလေးနဲ့စီချက်လေးကိုကြာအောင်ပေါ့နော်ချက်ပေးမှာပေါ့နော်စီချက်လေးကိုနော်ကြာအောင်မှွေပေးလိုက်မှာပေါ့နော်မှွေပေးပြီးရလို့ရှိရင်ကျွန်တော်တို့ခုနငါးလုံးသားတာလေးကိုထည့်လိုက်မှာပေါ့နော်ထည့်ပြီးရလို့ရှိရင်ကျွန်တော်တို့ကစီချက်လေးနဲ့ငါးလေးနဲ့ပေါ့နော်နှက်ဆက်သွားပေါ်အောက်ကျွန်တော်တို့ကမှွေပေးလိုက်မှာပေါ့နော်မှွေပေးပြီးရရင်ကျွန်တော်တို့ကခဏထထားလိုက်မှာပေါ့နော်နားထထားပြီးလို့ရှိရင်ကျွန်တော်တို့ကပြန်မှွေလိုက်မှာပေါ့နော်မှွေပေးပြီးရလို့ရှိရင်ကိုတို့ဒါရေလေးထည့်လိုက်မှာပေါ့နော်ကိုလိုစလောက်ရေလေးကိုထည့်ပြီးလို့ရှိရင်ရေစုတဲ့အထိကျွန်တော်တို့အဖုံးလေးဖုံးထားပေးလိုက်မှာပေါ့နော်ကဲပြန်ဖွင့်ကြည့်လို့ရေတဲ့ခံပြီးနော်စီလေးလည်းပြန်ပြီးငါးလေးလည်းကြက်ပြီးဆိုရင်ကျွန်တော်တို့ကအချင်းရေလေးအောက်မှာပေါ့နော်ချင်းရေအောက်မှာဝတ်ချင်တော့တယ်ပေါ့နော်နေရာမှာဆိုကျွန်တော်မကြီးရေလေးအောက်လိုက်တယ်ပေါ့နော်ကဲမကြီးရေအောက်ပြီးလို့ကျွန်တော်တို့ကနေရာလေးသိချပြန်မှွေပြီးရလို့ရှိရင်အပေါငန်လေးမြည်ကြည့်လိုက်ပါပေါ့နော်ပေါငန်လေးမြည်တော့ကိုလိုစရာအနေထားလေးရပြီဆိုတာအမွှေးကြိုင်အတွက်လိုပြီးပေါ့နော်အမွှေးကြိုင်အတွက်ကျွန်တော်12နံလေးကိုအောက်ထားလိုက်တယ်ပေါ့နော်12နံလေးအောက်ပြီးတော့နောရတဲ့အနေထားလေးရောက်ပြီဆိုတာငါးသားလေးအိုးကဟင်းလေးတော့ရပြီပေါ့နော်ဖုံးလေးဖုံးပြီးဒါချလို့ရပြီပေါ့နော်ဟုတ်ကဲ့ငါးသားလေးအိုးကလေးနဲ့နော်လိုက်မဲ့ဟင်းကြိုလေးကိုကျွန်တော်တို့ကချက်လိုက်တယ်ပေါ့နော်အရင်ဆုံးစီလေးထည့်လိုက်တယ်ပြီးလို့ရှိရင်စနစ်မောက်နဲ့ထည့်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကြက်သွန်လေးတွေတစ်လုံးလှီးထားတာတွေတော်တော်ထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးကြက်သွန်လေးနောတဲ့အထိကိုကျွန်တော်တို့မှွေထားပေးလိုက်တယ်ပေါ့နော်နောက်ပြီးဟင်းခတ်စရာဖြစ်ကျွန်တော်ပဇွန်လေး5ကောင်ထည့်လိုက်တယ်ပေါ့နော်ပဇွန်လေးညှိနှံပြတဲ့အထိမှွေပေးလိုက်ပါပေါ့နော်ပြီးလို့ရှိရင်ရေကိုလိုစလောက်အနေထားထိကျွန်တော်ထည့်လိုက်တယ်ပေါ့နော်ကဲရေထည့်ပြရရင်နည်းနည်းမှွေပြီးလို့ရှိရင်ကျွန်တော်တို့အဖုံးလေးဖုံးပြီးတော့ထားလိုက်တယ်ပေါ့နော်ရေဆိုတဲ့အထိကဲပြန်ဖွင့်ကြည့်လို့ရေလေးစုလာပြီဆိုရင်ကျွန်တော်တို့ကဒါတတ်တော်ရွက်အရွက်လေးကိုကျွန်တော်တို့ထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးလို့ရှိရင်အပေါ်အောက်နှက်ဆက်သွားအောင်ကျွန်တော်တို့မှွေလိုက်တယ်ပေါ့နော်မှွေပြီးပြရတော့အရွက်လေးနှောသွားပြီဆိုရင်ကျွန်တော်တို့ကအချုံမောက်လေးစားထည့်မှာပေါ့နော်ချုံမောက်လေးထည့်မယ်စားလေးထည့်တယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီနေရာမှာအသားမောက်လေးတစ်စုံတောင်းထားတယ်ပေါ့နော်ထည့်ပြီးလို့ရှိရင်အချုံမောက်အရသာလေးတွေနှက်ဆက်သွားအောင်မှွေပေးလိုက်မှာပေါ့နော်မှွေပေးပြီးရတော့စင်တာအရန်မှွေတတာဟင်းကြိုလေးတစ်ခွက်တော့ရပြီပေါ့နော်ကဲအပေါ်ငံလေးမြည်ကြည့်မယ်ပေါ်ငံလေးမြည်တော့ကိုစိတ်ကြအနေထားတော့ရပြီဆိုရင်ဒါကြပ်ပြီပေါ့နော်ကဲဒါဆိုရင်အဖုံးလေးဖုံးပြီးကျွန်တော်တို့ကဒါချလိုက်တော့မှာပေါ့နော်ကဲအရန်ထမင်းစားလို့မိန်မယ်ငါးသားလေးအိုးကဟင်းလေးနဲ့နော်ဒါတော်လေးရလေအရေးတောင်းဟင်းလေးတော့ရပြီပေါ့နော်အားလုံးပဲလွယ်ကူတဲ့အတွက်လိုက်လောက်စားကြည့်ကြပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ